ဒါကကျွန်တော်စာပစ်ကိုမိတ်ဆွေတူလာတဲ့ရေချိုးဆက်ပေါ့နော်ရေဘူးရေချိုးဆက်ပေါ့ရေဘူးရေချိုးဒီကောင်ဒီကောင်ပြက်လာကျွန်တော်ကဖွင့်ပြီးစစ်ဆေးလိုက်တော့ဒါပါတွေ့ရမလဲဆိုရင်ကျွန်တော်ဒါကြီးကိုကျွန်တော်မိတ်ဆွေတွေကိုရှင်းပြပေးမယ်ဒါက3500ဝါရှိတယ်အပူကွာကြီးပေါ့နော်အပူကွာကြီးဒီထဲမှာရေတွေပူမယ်ရေတွေပူဖို့အတွက်ဘာလုပ်ထားလဲဆိုလို့ရှိရင်သူကဒီကနေရေဝင်မယ်ဒီကနေရေထွက်မယ်ဒါကရေဝင်လားမဝင်လားသိတဲ့ sensor လေးဒီမှာဒါသူ control card ကိုတွားတဲ့ချိုးလေးပေါ့နော် control card ကိုတွားတဲ့တူလေးဒီကောင် try ဆိုတာဘာလဲဆိုလို့ရှိရင်ရေပူလာလို့ရှိရင်ပြက်စစ်ကိုနည်းနည်းပဲလှုပ်မယ် A1 ပဲများများလှုပ်အောင် control လုပ်တယ် try ဒီကောင်ကြတော့တစ်လိုင်းဝင်တစ်လိုင်းထွက်ဒါက gate ဒီကျိုးမဲလေးကသူ့ထိန်းချုံးမဲ့ gate ကျိုးလေးပေါ့နော် gate ကျိုးလေးဘယ်လာလဲဆိုရှင်ဟိုမှာ control card ရှိတယ် control card ကလာဒီကောင်ကျိုးမဲလေးကရေရှိလားမရှိလား control လှမ်းပြီးတော့အကြောင်းကြားတာနောက်တစ်ခါကျတော့ဒီမှာကျွန်တော်တို့ဒီကောင်က breaker ကိုတကယ်လို့ short တွေပါဖြစ်လို့ရှိရင် breaker ကိုဖြတ်ချဖို့ပေါ့နော် breaker ကိုဖြတ်ချအောင်ဒါ ELVC breaker Euro breaker မဟုတ် ELVC alligate breaker ပေါ့နော်ဒီမှာရေးထားတယ် alligate breaker 38သူ alligate 15 milliampere မှာ alligate ဖြစ်ရင်တက်လိုက်လို့ရှိရင် breaker auto ပြုတ်ကျအောင်လုပ်ထားတယ်ဒီပေါ်မှာကဘာတွေပါသေးလဲဆိုရင် bimetal switch တွေပါသေးတယ်ဒါ bimetal switch တွေဒီကောင် bimetal switch တွေက circuit အလုံးမလို့အတွက်လို့တခုအကြောင်းကြောင့်try ဆိုမပိတ်တော့ try short ကြသွားတာမဖြစ်ခဲ့လို့ရှင်ပေါ့ဒီ try စီ short ကြသွားတာဖြစ်ခဲ့လို့ရှင်အပူပြင်းလာလိမ့်မယ်အပူပြင်းလာလို့ရှင်ပျက်စီးအပူပြင်းလာလို့ရှင်မီးလောင်ပျက်စီးတာလို့ဘာလို့အန်ရမဖြစ်အောင် bimetal switch စာဒီလက်စစ်လမ်းကြောင်းဖြတ်ချအောင်လုပ်ထားတယ်နော်နှစ်ခုပေါ့နော် okay ဖြစ်လာတာဒီဘိုင်းနေမဟုတ်ဒါဒီအကုန်လုံးကကောင်းတယ်ဖြစ်လာတာ circuit မှာကျွန်တော်ဒီကောင်ကိုအတိုင်းပြီးတော့စစ်ဆေးလိုက်တော့ဘာမှမလာဘူးဘာပေါ်မှမလာတော့ကျွန်တော်စယူကြည့်လိုက်တော့ဒီကောင်လေးကိုကျွန်တော်ဆွေးနွေးကြည့်မယ်နော်စယူကြည့်လိုက်တော့ဒီမှာဖြုတ်ရှိတယ်ပြော resistor ပဲဒါပေမဲ့ဖြုတ်စစ်ပဲ resistor အဖြစ်သုံးတာတော့ဒီနေရာလေးမှာတက်လာတယ်ဒီနေရာနဲ့တက်လာ220ဒီကနေ line နဲ့ neutral နဲ့ထည့်တယ် line နဲ့ neutral နဲ့ထည့်တဲ့ခါကျတော့မလာတော့ကျွန်တော်ဒီကောင်နောက်တော့ဖြင့်ဒီကောင်က power supply ပေါ့နော် power supply ဆိုတာသူကစိတ်ဝင်စားဖို့ကောင်းတယ်ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတာလဲဆိုတော့ဒီ IC နဲ့ LNK302 IC နဲ့သူက AC220 ကို DC5 ကိုတန်းပြောင်းတဲ့စနစ်ဒါတွေကကျွန်တော်တို့အိမ်သုံးချက် CPC တော်တော်များများပါတယ်ပန်ကားတွေနောက်ပိုင်းလာတဲ့ circuit နဲ့ပန်ကားတွေဒီလို unit set တွေViber IC ဆိုရှင်ကျွန်တော်တို့တကြိတဲ့မီးဖို့မှာတက်တယ်နောက်ပြီးတော့တကြိမီးဖို့တွေ induction cooker တွေမှာဒီနည်းနဲ့ AC225 ကိုတန်းချိန်တာဒီ IC ပါအခုပြဿနာပါလဲဆိုလို့ရှိရင်ဒီ IC short ကြပါပြဿနာဒီ IC short ကြပါတဲ့ကောင်လစ်သွားပြီဒီကောင်လစ်တော့နောက်ပြီးလို့ရှိရင်ဒီမှာပါရှိသေးလဲဆိုရင်ဒီနားကဒါဟုတ်လीနော်ဒီကောင် IC အလုပ်လုပ်နေတဲ့အချိန်မှာသူကဒီကောင်ကပါလဲဆိုလို့ရှိရင်ဒီကောင်က switching IC ပေါ့ switching IC အလုပ်လုပ်နေတဲ့အချိန်မှာ relay နားမှာတက်တယ်လို့ပဲ diode လုံးတက်ထားတယ်နော် freeway diode ပေါ့ freeway diode သူ့ရဲ့ back EMF ကိုကာဝယ် freeway diode တစ်လုံးတက်ထားတယ်ဒီ diode short ကြသွားတယ်ဒါပေမဲ့သူ့ရိုးရိုး 14007 တက်လို့မရဘူး UF4007 တက်ရမယ်သူက fast recovery diode ပေါ့နော် diode short ကြသွားတယ်ကျွန်တော် diode တက်တယ်အဲ့တော့ဒီကောင်ကိုတက်တယ်ဒီကောင်ကျွန်တော်ဘာလုပ်မလဲဆိုရင်100 ohm 2 watt resistor ရှာမြအတွက်100 ohm 1 watt resistor 3လုံးတက်လို့ရှိရင်ဒီမျိုးစားပဲတက်ရမယ်เนาะတခြားဒီလိုပြောင်တဲ့ resistor အမျိုးစားတွေတက်ရင်နောက်တစ်ခါထပ်လောက်ရင် circuit board မှာမီးလောင်ဒီမျိုးစားကျွန်တော်တက်ဖို့စိတ်ကူးတယ်ပြဿနာကဘာတက်လဲဆိုကျွန်တော်က DIC ရှိတယ်ဆိုပြီးတော့ကျွန်တော်လိုက်ရှာ DIC မတွေ့ဘူးဈေးကွက်ထဲမှာလည်းမရှိတော့ဘာလို့ရတော့မလဲဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်induction cooker တွေမှာတက်တဲ့ Viber 12 IC ကိုတက်မယ်ဆိုတော့ပြဿနာဘယ်လိုရှုပ်လာလဲဆိုသူအလုပ်လုပ်ပေါ်မတူဘူးဒီကောင်က feedback pin မသူ့ရဲ့ feedback pin နံပါတ်4ကိုပါပေးတာလဲဆိုရင်သူကဒီ resistor လေးနှလုံးနဲ့ခွာပြီးတော့ voltage divider လုပ်ပြီးတော့ဘာလုပ်တာလဲဆိုရင်47 microampere နဲ့ထိန်းတာ5ဖို့အထွက်5ဖို့တည်ငြိမ်အောင်ထိန်းတာအဲ့တော့ကျွန်တော်ကရှိတဲ့ Viber 12A IC ကViber IC ကဘာဖြစ်လာလဲဆိုရင်သူကဘိုးနဲ့ထိန်းတာဘိုးနဲ့လှုပ်တာဘိုးကို5ဖို့နဲ့14ဖို့ကြားထဲမှာသူ့ရဲ့ feedback သူ့ရဲ့5ဖို့နဲ့14ဖို့သူ့ရဲ့ VDD ပင်ကိုကျွေးရတယ်ဒီမှာမရှိတော့ဘာစဉ်းစားလဲဆိုရင်ကျွန်တော်ဒီ session တစ်ခုလုံးဒီမှာ AC/DC chain နဲ့ session တစ်ခုလုံးကျွန်တော်ဖြုတ်ချပလိုက်ပြီးတော့ transformer လေးတစ်လုံးနဲ့ပေါ့နော် transformer ဆိုကျွန်တော်တို့ရိုးရိုးအိမ်သုံး transformer လေးနဲ့ကျွန်တော်တွဲဖို့5ဖို့ပြီးတော့ IC ကိုနှိုးဖို့ကြိုးစားတော့စဉ်းစားမိတာပေါ့စဉ်းစားတဲ့အခါရမရကျွန်တော်အရင်ဆုံးဘာလုပ်လဲဒီကတ်ကို micro controller ရှိတယ်ဒီ micro controller ကောင်းသေးလားမကောင်းသေးလားကျွန်တော်စဉ်းစားဖို့လိုသေးတယ်
အဲ့တော့ဘာလို့လဲဆိုရင်ဒီကောင်ကဒီမှာရှိတဲ့ capacitor ကဒီဘက်က AC/DC chain နဲ့ section နဲ့မဆိုင်ဘူးသူကထွက်လာတဲ့ fiber ကိုဒီကောင်ကတည်ငြိမ်အောင်ထိန်းတာတည်ငြိမ်အောင်ထိန်းတယ်ဆိုတော့ကျွန်တော်တို့မီတာတိုင်းနဲ့ဆွေးနွေးတဲ့ဘက်ကိုသွားကြည့်လိုက်မယ်နော်အဲ့တော့ကျွန်တော်တို့မီတာနဲ့တိုင်းကြည့်တယ်မီတာနဲ့တိုင်းကြည့်တဲ့ခါကျတော့ဒီမှာ ohm scale မှာထားပြီးတော့မီတာနဲ့တိုင်းကြည့်တယ်နော်မီတာတိုင်းကိုထောက်လိုက်တယ်0 ohm အဲ့တော့ဒီကောင်ကို resistance တိုင်းလိုက်နော်မဲ့လုံးဝ open ဖြစ်သွားတယ်ဒီ fusible resistor ပြတ်သွားပြီအဲ့တော့ဒီ IC ကဘာလဲဆိုလို့ရှိရင် pin 5ကDC 300ဝင်တာဒီဘက်က10.8က source အဲ့တော့သူ့ကိုကျွန်တော် diode scale နဲ့တိုင်းရမယ် diode scale ကိုထားပြီးတိုင်းလိုက်တယ် diode scale ကိုတိုင်းပြီးတိုင်းလို့ရှိရင်မတက်ရအောင်တက်လို့ရှိရင် short ပဲနော်အဲ့ဒီကောင်ကိုကျွန်တော်တိုင်းလိုက်5မှာတစားထောက်တယ် pin 5မှာတစားထောက်ပြီးတော့ဒီဘက်က pin မှာတိုင်းရတက်နေပြီဆိုဒီကောင် short ဒီကောင် diode short ကျသွားတာIC short ကျသွားတာပေါ့နော်နှစ်ဖက်လုံးတက်နေနှစ်ဖက်လုံးတက်နေဆို IC short ကျသွားတော့ဒီကောင်လစ်သွားပြီဒီဟာကိုကျွန်တော်ပစ္စည်းကဝယ်လို့မရတော့ကျွန်တော်ကဘာလုပ်ရလဲဆိုသူ့ရဲ့မူလပါလာတဲ့ကပ်ပြားမှာမူလပါလာတဲ့ section တစ်ခုလုံးကျွန်တော်ဖြုတ်ပြရတယ်ဖြုတ်ပြပြီးတော့အစားထိုးဖို့ကျွန်တော်ကြိုးစားတာပေါ့နော်အစားထိုးဖို့ကြိုးစားဘယ်လိုကြိုးစားမှာလဲဆိုရှင်ကျွန်တော်တို့ဒီ transformer လေးပေါ့နော် transformer လေးဒီ transformer လေးကနေကျွန်တော် AC/DC ချိန်ပြီးတော့5 volt နဲ့705 IC သုံးပြီးတော့5 volt လေးသူ့ကိုကျွေးမယ်သူ့ကျွေးပြီးဒီ section တစ်ခုလုံးဖြုတ်လိုက်အခုကျွန်တော် IC ဖြုတ်ထားပြီးဆိုတော့ဒါနဲ့ပစ္စည်းဖြုတ်เสียမလိုတော့ဘူးဒီကောင်လေးကိုကျွန်တော်5 volt ကျွေးခြင်းဒီ LED မီးတွေလင်းလာဆိုကျွန်တော်ကြည့်လင်းပြီဆိုရပြီနော်အဲ့တော့ကျွန်တော် power supply ယူလိုက်တယ် power supply မှာကျွန်တော်5 volt ထားတာ5 volt ထားလိုက်နော်အဲ့ဒီမှာ5 volt ရောက်တယ်နော် DC 5 volt ကျောင်းမိတ်ဆွေတွေ့ရမယ်မီတာမှာလည်း DC 5 volt ကျွန်တော်ဒါ service မှာလုံးဝကိုင်ဆိုတော့နည်းနည်းကိုလိုကန့်လန့်လေးနိုင်ဒီ capacitor ကိုကျွန်တော်ထောက်လိုက်ဒါ micro controller ကိုသွားတဲ့ capacitor ပေါ့အဲ့ဒီမီလုံးလင်းလာပြီဆိုရင်ဒါရပြီမီလုံးလင်းလာဆိုကြကျွန်တော်ဒီမှာ power clock ကိုနှိပ်ကြည့် power clock ကိုဒီမှာ power clock လေးရှိတယ်နှိပ်ကြည့် off သွားတယ်ပြန်နှိပ်မယ် on သွားတယ် off သွားတယ် on သွားတယ်ပြန်နှိပ်ပြဒါဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်ဒီ transformer တုံးလေးသုံးမယ်ဒီ transformer လုံးသုံးပြီးတော့ AC/DC ချိန်ပြီးတော့705 IC နဲ့ဒီ capacitor ကိုကျွေးလိုက်လို့ရှိရင်ဒီကပ်ကပြန်ကောင်းသွားပြီသုံးလို့ရပြီပေါ့နော်ဒီနည်းနဲ့ကျွန်တော် try မှုကြိုးစားတယ်နောက်တစ်နည်း fiber 12 fiber IC ကိုသုံးပြီးတော့ဒီ power supply ကိုကောင်းအောင်ဘယ်လိုပြန်ပြရမလဲဆိုနောက်ထပ် shortcut တစ်နည်းရှိတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီ transformer မလိုဘူးပေါ့နော်နောက်တစ်နည်းနဲ့ကျွန်တော်ထပ်ပြီးတော့ဆွေးနွေးတင်ပြပေးဦးမှာဖြစ်ပါတယ်